မိမရေစောင့်နေတော့မင်းအကြိုက်ဆုံးရေခဲမုံရပြီပြုတ် တွေ့ကြပြန်ပြီနော်ကြွတ်စုပ်ငါ့ကိုခေါင်းတုံးအောင်လှုပ်တဲ့အတွက်အတိုးနဲ့ဆက်ရမယ် ဒီကောင်ကိုဝိုင်းကြိုက်ကွာ မှတ်ထားနောက်တစ်ခါငါလန်းလာမရှုပ်နဲ့သွားကြစို့ မိမရေခဲမုံလေးတပည့်ကျော် မင်းဘလို့ဖြစ်ရတာလဲကွယ်တောင့်ထားနော်ဆရာလာပြီ ဆရာ ကျွန်တော်အသုံးမကျပါဘူးမိမအတွက်ရေခဲမုံလေးတောင်အိမ်ရောက်အောင်မတည်နိုင်ခဲ့ဘူး စိတ်မပြတ်နဲ့မင်းရဲ့နာ တဲခံစမ်း နာကျင်မှုကိုမေ့ပစ်လိုက်မင်းရဲ့စိတ်ဓာတ်ကိုအရင်တန်မအောင်လုပ် ဒါငါရဲ့နောက်ဆုံးရှို့ဝက်ဆေးပဲကဲမင်းရဲ့အစွမ်းအစစ်ကိုထုတ်ပြလိုက်စမ်းကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ကိုထိတဲ့ကောင်တွေဒီနေ့အသေးပဲမိမရေကိုလာပြီ